လေးတိုက်ချင်းအကြောင်းရောရှိပါသလားဖုံဖုံတဲ့မြင်ငလျင်လှုပ်ကြောင်းရှိပါသလားလို့မေးတဲ့အတွက်မြင်ငလျင်လှုပ်ကြောင်း၈ပါးကိုဖြေလိုက်ပါတယ်တခါအဲ့ဒီထဲမှာမိုးရွာခြင်းအကြောင်းရောရှိပါသလားလို့ထပ်ပြီးမေးတဲ့အတွက်မိုးရွာခြင်းအကြောင်း၈ပါးကိုထပ်ပြီးဖြေလိုက်ပြန်ပါတယ်ဟောအခုတခါလေးတိုက်ချင်းအကြောင်းရောရှိပါသလားတဲ့နော်ဦးစင်းကိုမိုးလေဝသပညာရှင်မှုထင်နေသလားမသိဘူးနော်ဦးစင်းကဖះဟောကိုကြည့်ပြီးဖြေရတာပါဖះဟောထဲမှာပါရင်ပါတယ်မပါရင်မပါဘူးပေါ့နော်အခုဒီမေခွန်းပိုင်ရှင်မေးတဲ့လေးတိုက်ချင်းအကြောင်းကဖះဟောထဲမှာပါပါတယ်ဘယ်မှာပါတာလဲဆိုရင်တန်ယုတ်တနိကေဝလဟကတန်ယုတ်ဝါဒဝလဟကတုံးမှာပါတာပါတခါတုန်းကယဟန်တစ်ပါးဟာမြတ်စွာဘုရားလေးတိုက်ချင်းအကြောင်းဟာအဖေအကြောင်းကြောင့်တိုက်တာပါလေလို့မြတ်စွာဘုရားကိုမေးလျှောက်ပါတယ်အဲ့ဒီခါမှာမြတ်စွာဘုရားကချက်သားယဟန်လေးတိုက်ချင်းကိုပြုတ်တတ်ကုန်သောဝလဟကနတ်တို့သည်ရှိကုန်၏ထိုနတ်တို့ကငါတို့သည်ကိုယ်ပိုင်မွေးလျော်မှုဖြင့်နေရမှုကောင်းလေစွာဟုစိတ်အကြံစီဖြစ်၏ထိုစိတ်အကြံစီတောင်းတမှုကိုအကြောင်းပြု၍လေတိုက်ခတ်လေ၏ချက်သားယဟန်တခါတရံလေတိုက်ခတ်ခြင်းသည်ဤအကြောင်းကြောင့်ဒီလို့ဖြေကြားတော်မူပါတယ်နော်ဒါကြောင့်တခါတရံမှာလေတိုက်ခတ်ခြင်းဟာဝလဟကနတ်တို့ဤစိတ်အကြံစီကြောင့်တိုက်ခတ်ခြင်းဖြစ်ပါတယ်တခါတရံမှာတော့သဘာဝကြောင့်တိုက်ခတ်တာဖြစ်ပါတယ်နော်နားလည်ပါစေ